ပွဲ600ကို win rate 48ကိုယ့်ရဲ့ favorite hero ကအနည်းဆုံး win rate 50ကျော်တင်တယ်ဒီနေ့မှာတော့ကျွန်တော်က room ဆော့ကျင်လို့ room ရွေးထားတယ် hyper row ကိုရွေးထားတဲ့ကောင်က hyper မဆော့တက်လို့လဲပေးပါအောင်ဆိုလို့ကျွန်တော်လဲပေးလိုက်တယ်သူ့ကိုအပြစ်ပြောတာမဟုတ်ပေမဲ့အစားတည်းကကိုမဆော့ကျင်တဲ့ row ကိုမရွေးထားတာအကောင်းဆုံးပဲအဲ့ဒါနဲ့ကျွန်တော်လည်းအခုတလောအရန်ကြိုက်နေတဲ့ alpha hyper လေးပဲတွားလိုက်တယ်ခု update မှာကိုပဲဘက်စားလဲဆိုတော့အရန်အရေးကြီးတယ်ဒီမှာဆိုရင် blue bag ကြီးမစားဘဲနဲ့ bat တေးလေးကိုအရင်စားလိုက်တယ်ဟိုဘက high low ကမရှင်လာစစ်တဲ့အခါကျွန်တော်မတွေ့ပါဘူးအဲ့ဒါဘာကောင်းလဲဆိုရင်ကျွန်တော်ဘယ်လိန်ကတ်မလဲဆိုတာဒီကောင်တွေမသိရတော့ကျွန်တော်ဘယ်လိန်ကတ်မလဲဆိုတာဒီကောင်တွေမသိတာဖြစ်တဲ့အတွက်ကျွန်တော်က EHP မှာအကြိုက်စောင့်နေတယ်အဓိကစိတ်ရှည်ဖို့လည်းလိုအပ်တယ်ဒီမှာဆိုရင်ဆိုတာကျွန်တော်နာဟိုဘက EHP မတိုးတိုးလောင်လုပ်ပေးတယ်ဝင်ခန်းလို့ရပြီဆိုတဲ့အနေထားရောက်မှကျွန်တော်လေးဝင်ခန်းလိုက်တယ်ဟိုဘက EHP ကေးပေးလိုက်ရတာဖြစ်တဲ့အတွက်တာတယ်ပတဲ့ကကျွန်တော်တို့တာဝရတယ်ဒီမှာဆိုရင်ကျွန်တော် routine မပေးရင်ဟိုဘကလည်းနဲ့ရှင်းပေါက်ရမှာအဲ့ဒါနဲ့ high low အပါခေါ်ခံရအောင်တိုက်ရီယာက AD ပေးလိုက်တယ်ဒီမှာဆိုကြည့်ကျွန်တော်ဘက်ခိုးလို့ရအောင်ဟိုဘက high ပါအောင်ကျွန်တော်တို့ဘ EHP အနေနဲ့မလာနိုင်အောင်တားရတယ်ဒါက bro တကယ်ကောင်းတဲ့လုပ်ရက်တွေပဲ EHP player တော်တော်များများမှလည်းဒီလို game set နေရှိတင်တယ်ဒီကနေစပြီးတော့ကျွန်တော်တို့တင်းလုံးစပြီးဖေးတော့ပါပဲဆိုတော့တိုက်ရီယာကိုတေဝါပြင်မဲ့ကျွန်တော်တကောင်တော့အပါခေါ်ဝဲလိုက်တယ်ဒီမှာဆိုရင်မီယာဘက်ကရှိတယ်ဆိုပြီးကျွန်တော်ဝင်သွားတယ်ဒါပေမဲ့မီယာက line တုံးကမကောင်းသူ့အနေနဲ့အဲ့မှာရက်နေတယ်ဒီပွဲမှာဟိုဘက်ကခေါ်ကတော်တော်ယုံမိတာဒီမှာဆိုကျွန်တော်မှားတယ်ဟိုဘက်ကလည်းဘက်လာဆိုင်ဂန်းမယ်ဆိုပြီးစောင့်နေတာကျွန်တော်လည်းဂန်းအောင်ဒီကောင်က AD တုံးလိုက်တယ်ပြီးတော့ဒီကောင်ကနောက်ကဘက်ကတွေကတောက်လျှောက်ကျလာတာဒါပေမဲ့လုံးဝမခံနိုင်တော့တဲ့အဆုံးမှတေသွားတာဒီမှာဆိုရင်လော့ပတဲ့ကျွန်တော်အနေနဲ့ retreat ပောက်ဖို့ဝင်သွားတယ်ဆိုပေမဲ့ဆောက်လောကရိုက်လိုက်တဲ့ပုံမှာကျွန်တော်ဘာမှလုပ်လို့မရတော့ဒီမှာဆိုရင်တော်တော် defend လိုက်ရတာကျွန်တော်တို့ဘ4កောင်တေသွားပြီဟိုဘ2កောင်ကျန်နေတယ်မေဂါတုံးလင်းလေးပေးရတယ်ကျွန်တော်ဘယ်လို defend မလဲကြည့်ဒီတိုင်းစကားနဲ့ပြောရင်မတန်ပါဆိုလို့တချင်းတန်ထည့်လိုက်မယ် You're never gonna make it, you're not good enough. There's a million other people with the same stuff. You really think you're different, man, you must be kidding. Think you're gonna hit it, but you just don't get it. It's impossible, it's not probable, you're irresponsible. Too many obstacles, you gotta stop it, yo. You gotta take it slow, you can't be a pro, don't waste your time no more. Who the fuck are you to tell me what to do? I don't give a damn if you say you disapprove. I'm gonna make my move, I'm gonna make it soon. And I'll do it cause it's what I wanna fucking do. Cause all these opinions and all these positions, they come in millions, they blocking your vision. But no, you can't listen, that shit is all fiction. Cause you hold the power as long as you're dreaming. There's no way that you make it. Thomas နဲ့ high low ကတော်တော်တွဲတာတော်တော်မာပြီးတော့ဒီကောင်းနဲ့နှစ်ကောင်ဂမ်းမိုးကလုံးဝမလွယ်ဘူး You ain't never ever gonna break it. You can never beat them and they're better than you face it. Thinking that they give a damn, you're not thinking straight, kid. No, they don't give a damn, you got what I'm saying. I'm not fucking playing, I'll give it to you straight, man. There's too many others and you're not that great, man. Stop what you're saying, stop what you're making. Everybody here knows that you just faking. Nah, I don't wanna hear it anymore. I don't wanna hear it anymore. All these fucking thoughts that you're not. မေဂါတုံးလေးကနေပြန် defend တာဖြစ်တဲ့အတွက် bro ဒါ epic comeback တော်တော်ကောင်းတဲ့ comeback နော်